ဒီလိုတည့်ရနဲ့လောက်ခဲ့တယ်ဆိုရင်တော့မိသားစုတွေအနေနဲ့တော့နောက်ပိုင်းမှာစိတ်မကောင်းမှုများစွာနဲ့ကြုံတွေ့ပြီးတော့နောက်ပိုင်းမှာဖယ်ခွာမှုတွေဖြစ်သွားမှာပေါ့ကျွန်တော်တို့နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကတိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်တန်းဖြစ်ပါတယ်ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တာတော့ဒီနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို2020ခုနှစ်မှာရောက်ရှိပြီးတော့စတင်ရောက်ရှိပြီးတော့တာဝန်ထမ်းဆောင်ခဲ့ပြီးတော့မှဒီ2024ခုနှစ်မှာတော့ဒီအန်တိုက်ပွဲမှာကျွန်တော်အနေနဲ့ဒါဖန်ဆီးခံခဲ့ရတာဖြစ်ပါတယ်ကျွန်တော်တော့ပြန်နှံဝင်မှတ်ကြီး2938ဗိုလ်မှူးချုပ်ကျော်တန်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို2020ခုနှစ်မှာရောက်ရှိပြီးတော့တိုင်းဦးစီးချုပ်တာဝန်ကိုစတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ကျွန်တော်ဘုံမကျဲမိအခြေအနေကတော့ကျွန်တော်တို့စစ်သုံးဝမ်းအဖွဲ့တွေကိုဒါသမင်းကျွေးတဲ့အချိန်ပေါ့နော်သမင်းကျွေးပါတယ်မနေ့ပိုင်းသမင်းကျွေးပြသမင်းကျွေးတာတော့ကျွန်တော်တို့9နာရီ10နာရီလောက်မှဒါတုတ်လိုက်ကျွေးတာဖြစ်တဲ့အတွက်ပြီးစီးသွားပါတယ်ဒီခင်နေ့တွေလည်းဒါပုံမှန်ကျွေးမွေးနေတဲ့ချိန်တွေပဲဖြစ်ပါတယ်ပြီးတော့7နာရီကျော်လောက်မှာပေါ့7နာရီကျော်လောက်မှာတော့ဒါချက်လင်းနေနဲ့လာပြီးတော့ဘုံကျဲတိုက်ခိုက်ပါတယ်တိုက်ခိုက်ခြင်းကိုခံရပါတယ်ခံရတဲ့အခါမှာတော့ကျွန်တော်တို့အကုန်လုံးကတော့ဒါအားလုံးဒီရှိတဲ့နေရာမှာပေါ့လေရှိတဲ့နေရာမှာပဲအကုန်လုံးနေရာဥစားဖြစ်ရတာပေါ့နေရာယူထားကြရတာပေါ့နော်နေရာယူထားကြပြီးတော့တိုက်ခိုက်ခံပါတယ်တိုက်ခိုက်ခံပြီးတော့ကျွန်တော်ပြီးသွားတာပေါ့အားလုံးပြီးသွားတာ3နာရီကျော်လောက်3နာရီလောက်တော့မှန်းပါတယ်3နာရီလောက်အဲ့လောက်မှာအားလုံးပြီးသွားတဲ့အချိန်မှာတော့ကျွန်တော်အနေနဲ့သိရှိရတဲ့အနေထားရတော့ကျွန်တော်တို့စစ်သုံးပန်းဖမ်းဆီးခံထားရတဲ့စစ်သုံးပန်းဖွဲ့တချို့ဟာဒါဒီဘုံကျဲမှုကြောင့်ထိခိုက်ကြဆုံးသွားပြီးတော့တချို့ကတော့ဒဏ်ရာရရှိသွားတယ်လို့ကျွန်တော်အနေနဲ့သိရှိရပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ဒီကျွန်တော်တို့ရဲ့စစ်သုံးပန်းဖွဲ့တွေကိုဒဏ်ရာရှိရတဲ့ဖွဲ့တွေကိုတော့ဒီကတော့အာရခတက်တော်ကရှိတဲ့ဆေးဖွဲ့တွေနဲ့ကျွန်တော်တို့ဆေးဝါးကုသမှုတွေပေးပြီးတော့ကြံရှိတဲ့ဖွဲ့တွေတော့ဘေးလွတ်ရာကိုတော့ကျွန်တော်တို့အကုန်လုံးရွှေ့ပြောင်းပြီးတော့ဒီနေ့ကျနေပဲပြန်ပြီးတော့ကျွန်တော်တို့ပုံမှန်ဒီကျွေးမွေးဆောင်ရှောက်မှုတွေနဲ့ဆောင်ရွက်ထားပေးပါတယ်အဲ့လိုတည်ပြီးတော့မှတိုက်ခိုက်မှုအပေါ်မှာတော့ကျွန်တော်အနေနဲ့ကတော့ဒါကတော့တိုက်ခိုက်ကျွန်တော်တို့နေတာဖြစ်ဒါကိုတည်တဲ့အတွက်မတိုက်ခိုက်သင့်ဘူးတိုက်ခိုက်အဲ့ဒီလိုမတိုက်ခိုက်တဲ့ဟာကိုတိုက်ခိုက်တဲ့အတွက်ဒါကတော့မလုထိုက်တဲ့လုပ်ရက်တစ်ခုကိုလုပ်တယ်လို့ပြောလိုပါတယ်ကျွန်တော်အနေနဲ့ကတော့ဒီတိနဲ့လို့သူတို့ကျင်းထောက်ပြီးတော့မှလာလုပ်တဲ့ပုံမှာတော့ကျွန်တော်အနေနဲ့မလုထိုက်တဲ့လုပ်ရက်တစ်ခုပေါ့နော်မလုထိုက်တဲ့လုပ်ရက်တစ်ခုကိုလှုပ်ဆောင်ခဲ့တယ်ပြီးတော့ဒီလုပ်ရက်ကလည်းပြင်းပြင်းထန်ထန်လှုပ်ဆောင်ခဲ့တယ်အဲ့ဒီအတွက်မလုသင့်မလောက်ထွက်ဘူးလို့ပဲကျွန်တော်အနေနဲ့ယူဆပါတယ်ဟိုကတော့ကိုမျက်စိရှေ့မှာကြာဆုံးသေဆုံးသွားတဲ့သူတွေပေါ့နော်သေဆုံးသွားတဲ့သူတွေရဲ့အလောင်းတွေကိုမြင်ရတဲ့အခါမှာတော့များစွာစိတ်မကောင်းလည်းဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒါမျိုးတွေထပ်ပြီးတော့မဖြစ်ပါစေနဲ့လို့လည်းထပ်ပြီးတော့ကျွန်တော်တို့ဆုတောင်းပါတယ်မလုပ်ထပ်ပြီးတော့လည်းမလုပ်ပါစေနဲ့လို့လည်းဆုတောင်းပါတယ်ကျွန်တော်တို့ဒီလုပ်ရတဲ့ပတ်သက်လို့အခုဒီလိုသိရှိသွားပြီဆိုရင်နောက်ပိုင်းဒါမျိုးတွေထပ်ပြီးတော့မလုပ်သင့်ဘူးခုလုပ်ခဲ့တဲ့အပေါ်မှာလည်းပဲဒါပြင်းထန်တယ်မလုပ်သင့်တဲ့လုပ်တစ်ခုလုပ်ခဲ့ပြီးနောက်ဒါမျိုးထပ်မှန်မဖြစ်ပွားဖို့အတွက်ပေါ့နော်ဒါမျိုးတွေထပ်ပြီးတော့မကြုံရအောင်ပေါ့နော်အားလုံးဒါကိုဆင်ခြင်ပြီးတော့တတိနဲ့ဆင်ခြင်ပြီးတော့ဒီမှန်ဆောင်ရွက်သင့်တယ်လို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်တိရနဲ့ဘုံကျဲတယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ယူဆချက်ကတော့ကျွန်တော်တို့ဘောမှာတန်ရုံးစင်မရှိတော့လို့လားဆိုတဲ့လိုပဲယူဆပါတယ်ဒီပေါ်မှာတော့ဒီတိရနဲ့တော့မလုပ်ပါနဲ့နောက်တစ်ခုကကျွန်တော်တို့ဒီတာဝန်ထမ်းဆောင်ခဲ့မှုတွေဒီဒါအခြေအနေရကြောင့်ကြိုးစားရင်းနဲ့
ဒီလိုအချိန်မျိုးရောက်ခဲ့တာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီပေါ်မှာတော့ကျွန်တော်တို့ပေါ်မှာလည်းပဲရခင်လိုပဲစောင့်ရှောက်ပေးဖို့ဒီလိုလုပ်ရမျိုးတွေနဲ့ဆောင်ရွက်ခြင်းကိုမပြုပေးဖို့ပြောလိုပါတယ်ဥစ္စာပေါ့ကျွန်တော်အနေနဲ့ယူဆတာတော့ဒီလိုအခြေအနေမျိုးတွေကိုတစ်ဖက်အနေနဲ့လှုပ်ဆောင်လို့မရအောင်ထိမ့်သိမ့်မှုတွေပေါ့နော်လှုပ်ဆောင်လို့မရအောင်ရည်ရွယ်ပြီးတော့လှုပ်ဆောင်တယ်ဆိုပေမဲ့လည်းပဲတကယ်တမ်းမြေပြင်မှာဖြစ်ပျက်နေတာဒီကျွန်တော်တို့တွေပဲဒီရသားအချင်းသူတွေအချင်းသားတွေနဲ့ကျွန်တော်တို့ဒီစစ်သုံးပန်းတွေပဲတကယ်တမ်းကြတော့ဖြစ်ပျက်ခံစားနေရတာဖြစ်ပါတယ်အဲ့ဒီပေါ်မှာလည်းပဲဒါအများကြီးကျွန်တော်တို့ငောင်ကိုထပ်မှန်ပြီးတော့မဖြစ်ပွားအောင်ဆောင်ရွက်ပေးဖို့ပြောလိုပါတယ်ကျွန်တော်အနေနဲ့စတင်ဝင်ရောက်စဉ်ကတော့ဒါနိုင်ငံရဲ့တက်ပေါ့နော်အဲ့တဲ့ကိုဝင်ရောက်ခဲ့ကောင်းမွန်တဲ့ရိုးစာနဲ့ငွေရတဲ့စတင်ဝင်ရောက်ခဲ့တာပါအခုလက်ရှိအခြေအနေမှာဆိုတော့ဒီလိုမျိုးဆက်သွားနိုင်မယ်ဆိုရင်တော့ဒီလိုမျိုးဆက်ပြီးတော့ပေါ့နော်ထပ်ပံပြီးတော့လုံးမယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့ယူဆချက်တွေကတောင်းလဲပြရမယ်အနေထားဖြစ်ပါတယ်သူတို့ရဲ့လုပ်ရကသူတို့အနေနဲ့ဒီခုဒီလိုမျိုးကိစ္စကြီးပေါ့နော်ထပ်ဖြစ်တဲ့သတင်းရမခိုင်လုံဘူးပေါ့မခိုင်လုံလို့စစ်သုံးပန်းတွေရဲ့နေရာမှန်းကိုမသိဘူးလို့လုပ်ခဲ့တယ်ဆိုပေမဲ့အဲ့ဒီပေါ်သဘောမျိုးတွေနဲ့ဒီနဲ့ဖြစ်တယ်လို့အချိန်ချင်းဖြစ်တာမျိုးဆိုရင်တော့မသိတော့ဘူးပေါ့နော်တေချာကျွန်တော်တို့ကသတင်းအားလုံးကိုတေချာစီစစ်ပြီးမှဒီလိုမျိုးတွေကိုထပ်ပြီးတော့လုံးဝမဖြစ်အောင်အခုဖြစ်ခဲ့တာအားလုံးတွေဒီတိုင်းပဲဖြစ်ခဲ့နေတဲ့အနေထားဆိုရင်ဒါတော့ဆိုတော့တော်တော်လေးကိုတည်တင်နေပြီပေါ့နော်တည်တင်ပြီးတော့ရှေ့ဆက်ပြီးတော့ဥစ္စာဖြစ်ပြီးတော့စီစစ်နဲ့ဆောင်ရွက်တင်ပါတယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒါနောင်မှာဆိုလို့ရှိရင်တမ်တော်နေမဲ့မကောင်းဖြစ်သွားမှာပါဒီကျွန်တော်တို့ကစစ်ခဲ့သဘောသွားပါရတော့စစ်ခဲ့ဒီလိုလောက်ရက်တွေအကုန်လုံးကတော့ဒါကိုထိခိုက်တာဖြစ်တဲ့အတွက်မကောင်းပါဘူးအခြေအနေတွေအကုန်လုံးတော့ဒါလက်ရှိနောက်ဆက်လက်တာဝန်ထမ်းဆောင်မဲ့သူတွေအနေနဲ့ပေါ့နော်အားလုံးတည်တည်ချာချာစီစစ်သုံးသပ်ပြီးမှာပေါ့နော်အခြေအနေမှန်တွေကိုစီစစ်ပြီးတော့မှပဲဆက်လက်တာဝန်ထမ်းဆောင်ဖို့ပြောပြလိုပါတယ်ဒီလိုတည့်ရနဲ့လုပ်ခဲ့တယ်ဆိုရင်တော့မိသားစုတွေအနေနဲ့တော့နောက်ပိုင်းမှာစိတ်မကောင်းများစွာနဲ့ကြုံတွေ့ပြီးတော့နောက်ပိုင်းမှာဖယ်ခွာမှုတွေဖြစ်သွားမှာပေါ့တကယ်လို့မသိခဲ့ဘူးဆိုလို့ရှိရင်လည်းပဲတစ်ချိန်တစ်ခါပဲကောင်းတာပေါ့နော်တစ်ချိန်တစ်ခါပဲကောင်းတယ်နောက်ပိုင်းဆိုလို့ရှိရင်တော့ဒါမျိုးတိတိကျကျသိရှိအောင်လုပ်ပြီးမှပဲဒီလိုတိုက်ခိုက်မှုမျိုးတွေကဆောင်ရွက်တင်ပါတယ်ယူဆတာပဲပြောလို့ရအဲ့ဒါကြတော့ကျွန်တော်လည်းသူတို့ရဲ့စိတ်မသိနိုင်ဘူးလေနော်အဲ့ကြတော့ဒီလိုမျိုးဒီသုံးပန်းစခန်းနေပြီးတော့ပေါ့နော်သုံးပန်းစခန်းနေပြီးပဲအချိန်ချင်းဖြစ်လာတယ်ပေါ့တိုက်ခိုက်မှုတွေအချိန်ချင်းဖြစ်လာခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ဒီပေါ်မှာဒီစစ်သုံးပန်းတွေကိုကျွန်တော်တို့ဖြစ်သွားတဲ့စစ်သုံးပန်းတွေကိုပြန်လည်လက်မခံခြင်းတော့အနေနဲ့လားဒါမှမဟုတ်လည်းပဲကျွန်တော်တို့လုံးဝပဲစွန့်လွတ်လိုက်တယ်ဆိုတဲ့သဘောမျိုးလားဆိုတာနောက်ပိုင်းမှာတန်တရားဖြစ်စရာတွေတော့ဖြစ်ပွားလာလိမ့်မယ်လို့ယူဆပါတယ်ဒီမိုကရေစီပေါ်ဆောင်တဲ့ဆိုရင်တော့ကျွန်တော်တို့အပြစ်မဲ့ရသားပြည်သူတွေကိုတိုက်ခိုက်ခြင်းကနေလုံးဝဆောင်ကျမ်းမှာဖြစ်ပါတယ်ဆောင်ကျမ်းမှာဖြစ်တဲ့အတွက်ဒီလိုမျိုးတိုက်ခိုက်မှုတွေဟာမှားယွင်းတိုက်ခိုက်မှုတွေဖြစ်တယ်ဆိုရင်လည်းပဲဒါနဲ့ပတ်သက်လို့တာဝန်ယူဖြေရှင်းပြရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒါနဲ့ပတ်သက်လို့ဒီလိုမျိုးထပ်ပြီးတော့ဒါမျိုးတိုက်ခိုက်နေမယ်ဆိုရင်တော့ဒီမိုကရေစီဖော်ဆောင်မှုကကျွန်တော်အမြင်နဲ့ကတော့ဒါမိကုန်းထုတ်စရာတွေဖြစ်လာမှာဖြစ်ပါတယ်ကျွန်တော်ရဲ့အတွေ့အကြုံအနေနဲ့ပဲပြောပြပါမယ်ကျွန်တော်ဒီကိုရောက်ရှိလာပြီးတဲ့အချိန်ကစပြီးတော့ဒီလိုမှဖြစ်နေရောက်ရှိလာပြီးတဲ့အချိန်ကစပြီးတော့ကျွန်တော်တို့ကိုဒါဒီစာရေးစာပေါ့နော်စာရေးစာနဲ့ပတ်သက်လို့ဒါလုံလောက်အောင်ကျွေးမွေးထားပါတယ်ပြီးတော့ကျန်းမာရေးအတွက်လည်းပဲဒါရှိတဲ့အခြေအနေနဲ့ပေါ့နော်အကောင်းဆုံးဖြစ်အောင်တော့စောင့်ရှောက်ထားပါတယ်အဲ့ဒီတိုင်းပဲကျွန်တော်တို့လည်းပဲကျွန်တော်တို့ဒီစစ်သုံးပန်းဖွဲ့တွေကလည်းသိရှိခံယူထားပါတယ်တကယ်လည်း
အဲ့ဒီတိုင်းပဲဆောင်ရွက်ပေးပါတယ်သူတို့တိတိနဲ့လုပ်တယ်ဆိုတော့တော်တော်လေးကိုရဲဆက်ပြီးတော့ကျွန်တော်စိတ်မကောင်းခံစားရပါတယ်တိတိနဲ့လုပ်တယ်ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီလောက်ဒါရေမတော့ပေါ့နော်ရေလည်းမရှိတဲ့အတွက်ရေလည်းမရှိဆေးဝါးရေထက်စောပြီးပြတ်ပါတယ်ရေထက်စောပြီးပြတ်တယ်ဆေးဝါးဒီဆန်ဆိုလည်းပဲသက်ဆောင်လောက်ပဲကြံတော့တာပေါ့ဒီမှာရှိတဲ့အာရခတက်တော်တပ်ဖွဲ့ဝင်တွေတွေ့ချေဥစားတိုက်ခိုက်မှုကျဲသွားတဲ့ဂျားကာလာလေးပေါ့ဂျားကာလာလေးမှာအမြန်ဆုံးပေါ့နော်အကုန်လုံးကိုကြောသားရင်သားမခွဲခြားပဲပေါ့နော်ဒီဘက်ကရသားအကျဉ်းသားတွေဒီဘက်ကအာရခတက်တော်အကျဉ်းသားတွေကျွန်တော်စစ်သုံးပန်းရယ်ကြောသားရင်သားမခွဲခြားပဲအကုန်လုံးကိုဆောင်ရွက်ရတယ်ဆိုတော့ဆွဲထုတ်ပြီးဆောင်ရွက်သွားတယ်ဆိုတော့သိရှိရပါတယ်ကျွန်တော်အနေနဲ့ပြောချင်တာတော့ကျွန်တော်တို့ဒီအကျဉ်းထောင်မျိုးပေါ့နော်အကျဉ်းထောင်မျိုးကိုတော့ပုံကျဲတိုက်ခိုက်မှုမျိုးပေါ့နော်အဲ့ဒါမျိုးကတော့အတက်နိုင်ဆုံးရှောင်ရှားတင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီသုံးပန်းဖွဲ့တွေရှိတယ်လို့သိရတဲ့သတင်းမျိုးရခဲ့ပြီးတော့မှတိုက်ခိုက်မှုမျိုးဆိုရင်လည်းပဲနောက်ဘယ်တော့မှမလုပ်ပါနဲ့ဒါမျိုးဟာကျွန်တော်တို့စစ်တီတွေအတွက်လည်းစိတ်ပိုင်းဆိုင်ရာမှာလာရောက်ရိုက်ခတ်မှုထိခိုက်မှုအများကြီးဖြစ်ပေါ်စေပါတယ်ဒါကြောင့်မလို့ဒီတိုက်ခိုက်မှုတွေဟာနောက်ရှောင်ရှားတဲ့တိုက်ခိုက်မှုမျိုးဖြစ်ကြောင်းပြောလိုပါတယ်အဲ့တော့ခုနကျွန်တော်ပြောသလိုပဲဥစားပေါ့နော်စစ်တီတွေကတိနဲ့တိုက်ခိုက်မှုခံစားတိုက်ခိုက်တယ်လို့သိတယ်ဆိုရင်တော့စစ်တီတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာမှာတော့အများကြီးထိခိုက်ကြောင်းလည်းသွားမယ်ဒါကတော့တူးချင်းရဲ့စိတ်ပိုင်းဆိုင်ရာဘယ်လိုဖြစ်မလဲဆိုတာကျွန်တော်အနေနဲ့ကျွန်တော်မသိနိုင်ဘူးဒီမှာရှိတဲ့အာရခတက်တော်တပ်ဖွဲ့ဝင်တွေတွေ့ချေဥစားတိုက်ခိုက်မှုကျဲသွားတဲ့ဂျားကာလာလေးပေါ့ဂျားကာလာလေးမှာအမြန်ဆုံးပေါ့နော်အကုန်လုံးကိုကြောသားရင်သားမခွဲခြားပဲပေါ့နော်ဒီဘက်ကရသားအကျဉ်းသားတွေဒီဘက်ကအာရခတက်တော်အကျဉ်းသားတွေကျွန်တော်စစ်သုံးပန်းရယ်ကြောသားရင်သားမခွဲခြားပဲအကုန်လုံးကိုဆောင်ရွက်ရတယ်ဆိုတော့ဆွဲထုတ်ပြီးဆောင်ရွက်သွားတယ်ဆိုတော့သိရှိရပါတယ်ကျွန်တော်အနေနဲ့ပြောချင်တာတော့ကျွန်တော်တို့ဒီအကျဉ်းထောင်မျိုးပေါ့နော်အကျဉ်းထောင်မျိုးကိုတော့ပုံကျဲတိုက်ခိုက်မှုမျိုးပေါ့နော်အဲ့ဒါမျိုးကတော့အတက်နိုင်ဆုံးရှောင်ရှားတင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီသုံးပန်းဖွဲ့တွေရှိတယ်လို့သိရတဲ့သတင်းမျိုးရခဲ့ပြီးတော့မှတိုက်ခိုက်မှုမျိုးဆိုရင်လည်းပဲနောက်ဘယ်တော့မှမလုပ်ပါနဲ့ဒါမျိုးဟာကျွန်တော်တို့စစ်တီတွေအတွက်လည်းစိတ်ပိုင်းဆိုင်ရာမှာလာရောက်ရိုက်ခတ်မှုထိခိုက်မှုအများကြီးဖြစ်ပေါ်စေပါတယ်ဒါကြောင့်မလို့ဒီတိုက်ခိုက်မှုတွေဟာနောက်ရှောင်ရှားတဲ့တိုက်ခိုက်မှုမျိုးဖြစ်ကြောင်းပြောလိုပါတယ်